ဒါပေါင်းလို့မယ်အကြိုက်ဆုံးပဲကျွန်တော်တို့ကတော့မထားတော့ဘူးအဲ့ဒီအကောင်းဆုံးပဲနော်ဟိုအဲ့ဒီပုံစံလေးကိုဆင်ပြေတယ်ဒီကခဏမှမနေဘူးဒီကခွေးနေတာတော့ကျွန်တော်အပြုတ်ပြင်မဲ့သိနော်အဲ့ဒါတော့ဒါကြောင့်အဲ့ဒါရင်တခုလေခွေးချစ်တဲ့သူတွေကျွန်တော်ကသူကဘာသာပြန်ပြလိုက်မယ်ရမ်းတော်တယ်နော်ဘာသာစကားရမ်းကျွမ်းတယ်နော်ဟုတ်လားမသိဘူးကျွန်တော်ပြောတာခွေးဘာသာစကားကိုလေကျွန်တော်တို့လူတွေရမ်းကျွမ်းတယ်ကိုယ့်ကိုပြန်တက်လိုက်တာဒီမျိုးစုံနဲ့ကိုယ်အော်လိုက်တဲ့ဟာကဟိုစိတ်လှုပ်ရှားတဲ့အော်တဲ့ဟာကပြန်လိုက်တဲ့ဘာသာကြီးကကိုလိုချင်တာကြီးအများကြီးပဲနော်စိတ်ဟိုဟာဒီကိုလေးတက်တယ်ဒီလေးကိုရောက်တယ်ဟိုတော်တော်လေးစိတ်ဟိုနောက်ကလေးကိုယ်အရင်ဆွဲတဲ့အခါမျိုးဆွဲရင်တော့နောက်ကနေဆွဲတာနောက်တော့ဒီစနစ်မှမှန်ခဲ့တော့ဒီမှာသူဆွဲရင်တော့ဆွဲတယ်လက်ကိုပြန်ပြန်ဒီလိုတော့နောက်ပြန်တယ်အဲ့ဒီဆွဲရင်တော့နောက်တစ်ခုကကျိုးဆွဲတဲ့အခါကိုသိလို့မရဘူးနံပါတ်1စစ်ပုံနဲ့ဒီလိုရက်ကြရတယ်တို့လေးပဲလို့ကိုတင်းလာတယ်လို့ဆွဲပြီးတင်းပြီးပါတော့တင်းတော့ဟိုဒီနေရာမှာတက်လို့ပြောလို့အဲ့တော့ဒါတော့ဒီလိုရှာလို့တော့ဒီနောက်ပိုင်းမှာမရိုင်းမှာကိုယ်ပြောချက်ပြီးတော့ပြင်ကြတယ်ဒါဒီနေနဲ့ပဲကျွန်တော်ဒီနေကိုရမလို့ရချို့ပါဘာမေးဖို့ရှိတယ်မေးပါဗျာ